ဒါကတော့တာမန် Minecraft ကဘာရွာပဲဒါပေမဲ့မိုးရွာလာပြီဆိုရင်တော့သူ့ကိုသတိထားပါ Okay draw it the rain man ဆိုတော့နော်ဟိုရမော့တင်ပြန်လာပါပြီ Okay let's go တင်ရင်စက်ကုန်မယ်ဒါတော့ပြီးပြီပဲ Yeah ပြန် crafting table လုပ်ပြီးတာမန်ဟောလုပ်ဟာတိဟေ့ရခုမှအစပဲရှိသေးတယ်လေကွာမိုးရွာလာပြီလား Oh my ရွာလာအေးရွာစတော့ကောင်းတာတောင်းလို့ Okay ထားလိုက်ပါတော့ဒီကောင်တော့ကျွန်တော်မတွေ့သေးဘူးလာတော့မယ် let's go Okay ရွာမှာတော့ဒီကောင်လည်းရွာမှာတော့မရှိပါဘူးနော်ပြအဲ့တော့ဒီမှာဒီ stone tool တွေ upgrade မြင်မှာပေါ့နော်မ glitch sound effect ကြီးလို့ကြားရတယ်ပေါ့နော်အဲ့ဘာဖြစ်လို့လဲတော့မသိဘူးဟုတ်လဲ Okay နော် stone pickaxe လုံးမယ်ပြင် stone axe stone sword ပေါ့နော် Okay တော့အောင်ဆက်ပြီးအဲ့ကောင်တော့မတွေ့သေးဘူးအခုလောဆိုဟုတ်လား Okay ဟေးဟိုမှာအစားပဲရှိသေးတယ်ကွာမင်းတို့ကလည်းတော့ဘာလာလို့နော်အေးဆေးနေမှာဟုတ်လား Lucas တို့ငါတို့လိုအသေးတိုင်လိုက်ခိုးတာမဟုတ်ဘူးတော်ပါတယ်ကွာဟေးငါလည်းရောက်လာပြီမတိကျန်ဆိုနေရကောင်းပေါ့ Ooh emerald Okay ကောင်းစင်မယ်Yeah ကောင်းစင်ပြသွားပြီ Yeah ဟောကောင်းလို့လဲတာပေါင်းမိုးစနတောင်းရစနတောင်းပေါင်းမိုးစနတောင်းနေရပါယူရမယ်နော်အစ်မိုးကတော့အခုချိန်ကြီးမတိတ်သေးဘူး The Rain Man လည်းဟိုနောက်မှာရှိနေတယ်အဲ့တော့ကျွန်တော်အင်းစားဆောက်တော့မှာပေါ့နော်မတိကျအောင်ဆောက်တော့ကျွန်တော်ဒီနားလေးဒီအင်းဘေးနားမှာအင်းဆောက်မယ်လို့စဉ်းစားထားတာပေါ့နော်ဒီနေရာလေးလည်းအိုးပစ္စည်းပါတန်ပေါင်းမီ yes iron spear ဟာမိုးရကွာတော့မတိတ်သွားတယ် Okay အားကိုလည်းတက်မယ် Yep အဲ့ဘယ်နဲ့တောင်းရအောင်မသိဘူး2000လားမသိဘူး2000ဆိုတော့တော်နေတယ်နော် Oh 4000လောက်ရတယ်ဆိုကွာ哎呀မပေးတော့ကောင်တက်ကြည့်အောင်ဒီကောင်တက်ဖို့ဆိုရင်တော့ဒီကောင်တစ်ချက်တည်းလည်းရရင်ပြောလို့မရဘူးပေါ့နော်ဒီကောင်သူ့ရဲမှာတွားရေးတဲ့ပုံတော့ပေါ့နော်တွားရှုပ်လို့မရရပါဟုတ်မှာမင်းကကြိုက်မှာရောဖြူပြောင်းတော့ရောကြားလိုက်လိုက်ဘရတော့ရှိတယ်ဟဲ့ဒီကမိုးတဲ့ရှိပြီးပြောက်သွားတာစောက်ဖို့ဒီနားမှာအိမ်ဆောင်မယ်လို့ပြောထားပါတော့ဆိုတော့အိမ်ဆောက်ဖို့အတွက်ကျွန်တော် stone ဆိုတာနဲ့ stone man မိုင်းနဲ့ဒီအိမ်ရောစားဆောက်ပါတယ်အိမ်ရောကျွန်တော်ခိုင်ခန့်ရှိအောင် stone နဲ့ပဲဆောက်မယ် stone 2အောင်ဖြစ်ကုန် stone 2နဲ့ပဲဆောက်မယ်ဒီနားမှာတော့ပါငါတက်ချက်တော့ Okay တော့ဆိုတော့မိုးတိတ်နေမိုးတိတ်ရင်တော့ရီတိုင်းနဲ့ပရီတိုင်းနဲ့ပျောက်သွားပါတော့အဲ့ဒီနည်းနည်းလန့်မကောင်းတယ်ချက်ကြရင်လန့်အောင် Okay တော့ဒီနောက်တက်တောင်းနေပဲအဲ့ဒီနောက်လည်းပြီးနေပြီထားပါထားလိုက် Okay ကျမထားလိုက်ကောင်းလားဒါမှမဟုတ်တကားတော့ထားလိုက်ကောင်းလားမသိဘူးကျော်ကွာဟုတ်ပြန်တက်ကြည့်အောင်ချက်နေလို့ဟုတ်မှာကောဟဲ့နေတစ်ချက်တည်းရတော့မရှိတာကောင်းနေတယ်ဘရိုလို့โอเคမိုးကလည်းရွာလိုက်တာကွာမိုးရွာလို့တိတ်ရွာလို့ရှင်လေအဲ့ကောင်အတင်းရနဲ့စားတယ်အပေါ်တော့ကျွန်တော်ရေးလူညော်လေးပေါ့နော်ဒီမှာတက်တောင်းတစ်ခုချောင်းတက်တောင်းနဲ့ပေါ့ကွာတက်တောင်းတွားယူโอเคကောင်းပါကျွန်တော်အောက်ကိုလည်း slab ပြပဲတောင်းအပေါ်လည်း slab ပြပဲတောင်းနော်လည်း slab ပြရင်
လက်ပြားတွေခံမှာပေါ့နော်โอเคပေါ်လက်လက်ပြားနဲ့ပဲအပေါ်နေလို့အောက်ကနေလို့ပိုကောင်းရော့โอเคရတယ်မှန်မဲ့လို့ရောပေါ့နော်မှန်နဲ့ fast chance 0ပဲလို့ရောchance 0 craft ကောင်းထုတ်လုံးနဲ့ craft နဲ့ chance 0 craft chance အရင် craft မှာရမှာဗျတရားကျစီရအရင်ပြည့်နေပြီလေအဲ့တော့ okay ဒီနားမှာထားလိုက်မယ်မလိုပစ္စည်းချောင်းထည့်လိုက်မှထည့်တယ်မလိုပစ္စည်း okay ဒီကလိုတယ်ကွာ stone ကလိုတယ်လေ okay ချန်ကြီးတွေထားမယ်ဟောနေထားမျိုးလေးတော့ရံမီးတော့ပါတယ်ဘီနာရတာရဲ့နီးအိမ်ထဲကမီးတော့ယူရမယ်ကွာလောဆယ်တဲယူဖို့အတွက်ဟိုဟုတ်ပါမှန်လို့ဖို့အတွက်တဲသွားယူမယ် okay ကြိုးထားလိုက်မယ်ပြင်ကျွန်တော်တွေဟိုကောင်ညားနဲ့ပြဖို့အတွက်ညားသွားပြီးတော့ skeleton တွေလိုက်တက်ကောင်နော် yep skeleton တွေကိုတက်ထားတာတော့ရှိရဲ့ဟလားဒီရရှိမှာ free ရလိုက်တာဒီရတော့မင်းညာငါအိမ်ဝိုင်းလိုက်တက်ပြီ okay ကြောက်ပါဟိုကောင်စရတက်တော့မယ်ပေါ့နော်အဲ့တော့မှန်ရင်ထားမယ်မိုက်သွားဒီကိုတကောင်ဝင်တော့ကျွန်တော်မတက်ချင်မတက်တော့တယ်မထားလိုက်တော့ okay yep that's all okay นี่အတိုင်းကြပြီကြောက်သွားနော်ဒီကောင်လို့ရှင်းအောင်မသိသေးဘူးအဲ့တော့လောတဲ့လိုမလိုတဲ့ပစ္စည်းရင်ထားမယ်ညတော့ကျွန်တော်မနှချောင်းရှိရယ်ဒါလေးနဲ့ပဲကျွန်တော်မှောက်ရအနေထားတယ်ပေါ့နော် bro han jiပေါ့ကျွန်တော်အိုက်တော့သူတက်တဲ့နေတိုင်းလိုက်တက်ကြည့်လေဒါပေမဲ့လည်းရကျင်မှလည်းရမှာတူတော့မရဘူးပေါ့နော်ကျွန်တော်စမ်းတော့ရတယ်ဗျဒီနည်းနဲ့တက်တာလေတေသွားတယ်ကောင်ခုတော့မသိဘူးဗျမ trap door လေးချလိုက်နော်ဒါဆိုရင်ရပြီ okay ဘယ်မှာလဲ where is the Rayman တော့ကျုံနားမှာဟိုမှာကွာပြီးတော့ဒီမှာညာပြထီပါအဲ့ဆိုရင်ဒါဆိုရင်လူမျိုးလေးပဲဒီလားပြင်လို့ကျွန်တော်ဝင်ပြီးမယ်ပေါ့နော်ဒါဆိုမထီလောက်ကွာအဲ့ကောင်တစ်ပင်နဲ့ကွယ်နေနော်ဘယ်လိုပြင်မလဲကွာနားတော့ဆိုလို့ခဏမှညာရရှိရပါတော့ပြောက်သွားပြီဆိုတော့ okay တော့စတက်လိုက်တော့သူကျွန်တော်အလုံးနဲ့ပဲတိုင်နဲ့သူကကျွန်တော်တက်ဖို့ရတော့မယ်ထင်သူကပြောက်သွားအဲ့လိုမျိုးဖြစ်နေကျွန်တော်လည်းတော်တော်လေးကိုစိတ်ကုန်လာပါတော့ဒီမော့ဒါမှကျွန်တော်နောက်ဆုံးမှာတော့ဒီတစ်ခုကိုတွေးခဲ့ပါတယ်သူ့ကိုတိုင်းကနဲ့ကာပြီးခုတ်မယ်ပေါ့နော်အဲ့ဆိုတော့သူကပြန်ချနိုင်မှာမထင်ဘူးပေါ့နော်ကျွန်တော်မှကြည့်လိုက်ပေါ့နော်လုံးဝပြန်ချလို့မရအောင်ကျွန်တော်လုံးဝကာတာပေါ့နော်โอเคရှိုးလိုက်နော်ကျွန်တော်မှဓာတ်3ချောင်းတော့ရှိရနော်4ချောင်းတော့ရှိရနော်ဒီချောင်းနဲ့ထိုင်ခုတ်မယ်ကြော်ရောလောက်ထရအောင်ခုတ်နိုင်ပါတယ်ကွာကျွန်တော်ခေါင်းနေပဲအသက်ထိလာဘူးနော်ဟာဟေ့အောင်မင်းတို့လားငါအသက်ထိလာအစာကောင်းနေတာအစာစားမရတေးသွားပြီကွာအဲ့တော့ဒါထလို့တခုမယ်တို့ကျွန်တော်ဒါမှမဟုတ်ဒီလိုမျိုးကိုလည်းကျွန်တော်ကောက်လုပ်မယ်သူကပျောက်သွားတယ်ကျွန်တော်တေးလိုက်အဲ့လိုဖြစ်နေတာပေါ့နော်ပြော
yes 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 တေးတော့မယ်ကျွန်တော်ဒါ5ကြောင်းလား4ကြောင်းလားမသိတော့ကျွန်တော်ကောင်းခောက်တာဆိုတင်နိုင်နေပြီကွာရော့ကွာရော့ no